မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးစစ်ရေးအကြက်တဲတွေကိုကြော်လွှားနိုင်ဖို့အတွက်ရွေးကောက်ပွဲဟာတခုတည်းသောအဖြစ်ဖြစ်ပြီးဒီလမ်းကြောင်းကနေမှတဆင့်ငြိမ်းချမ်းရေးနဲ့အမျိုးသားပြည်လဲတည်မြဲရေးကိုတည်ဆောက်နိုင်မယ်လို့နိုင်ငံရေးလေ့လာသူပညာရှင်တွေကရှုမြင်နေကြပါတယ်။အဆိုပါသတင်းနဲ့ပတ်သက်ပြီးမိုးနက်မင်းသတင်းဆောင်ကနေနောက်ဆုံးရရှိထားတဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။လက်ရှိတိုင်းပြည်ရဲ့အခြေအနေကိုပြန်ကြည့်ရင်နောက်ထပ်10နှစ်ဒီတိုင်းဆက်သွားနေမယ်ဆိုရင်လည်းဘာမှထူးခြားလာမှာမဟုတ်ပဲလူတွေတေးချေပျက်စီးတာနဲ့စစ်မီးတောက်လောင်တာပဲဖက်တင်ကြရင်မှာဖြစ်ပါတယ်။တိုင်းပြည်ကမငြိမ်းချမ်းတဲ့အခါစီးပွားရေးကျဆင်းတဲ့အပြင်စစ်ဘေးရှောင်ရနိုင်ငံခြားထွက်အလုပ်လုပ်ရတဲ့ဒုက္ခပါခံစားရပါတယ်။ဒီလိုတန်နေရလည်နေတဲ့ဒုက္ခတွေကနေရုံနိုင်မှုဆိုရင်ရွေးကောက်ပွဲကနေတဆင့်အယက်သားအုပ်ချုပ်ရေးလမ်းကြောင်းပေါ်ပြန်တက်ဖို့ကလွဲလို့တခြားနည်းလမ်းမရှိပါဘူး။အကယ်၍ရွေးကောက်ပွဲကိုသာဆက်ပြီးစိတ်ကျင်နေကြမယ်ဆိုရင်ဒါဟာစစ်အုပ်ချုပ်ရေးကိုပဲတက်တန်းတိုးဖို့လက်ရက်ခေါ်နေတာနဲ့အတူတူပဲဖြစ်ပါတယ်။လက်တွေ့မှာလည်းလက်နက်ကင်လမ်းစဉ်ဟာတိုင်းပြည်အတွက်ထိရောက်တဲ့အဖြစ်တစ်ခုမဟုတ်ကြောင်းတမိုင်းတစ်လျှောက်သင်ခန်းစာတွေကပြသနေပါတယ်။အင်အားသုံးဖြည့်ရှင်းနည်းတွေကြောင့်ပြည်သူတွေသာကြားကနေမြေစာပင်ဖြစ်နေရပြီးတိုင်းပြည်ရဲ့စီးပွားရေးနဲ့အနာဂတ်တွေဟာလည်းတဖြည်းဖြည်းပျက်စီးဆုံးရှုံးနေရတာအားလုံးသိပဲဖြစ်ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲကိုညှင်းပယ်ပြီးလက်နက်ကင်လမ်းစဉ်ကိုပဲဆက်သွားနေခြင်းဟာတိုင်းပြည်ကိုကြောက်သေးဆွဲချနေတာဖြစ်တယ်လို့စစ်အာဏာရှင်စနစ်အောက်မှာပဲပျော်မွေ့နေတယ်လို့ဖြစ်နေပါတယ်။ကမ္ဘာနိုင်ငံရေးအခင်းချင်းကိုကြည့်မယ်ဆိုရင်လည်းဘယ်လူရင်ချင်းနိုင်ငံကမှလက်နက်ကင်ပဋိပက္ခတွေကိုအားမပေးတော့ပဲတွဲဆုံဆွေးနွေးရေးနဲ့ရွေးကောက်ပွဲလမ်းစဉ်ကိုသာတွန်းအားပေးနေကြတာပါ။နိုင်ငံတကာအတိုင်းအဝိုင်းကမြမအရေးမှာစစ်ပွဲတွေရပ်တန့်မှုနဲ့ဒီမိုကရေစီနည်းလမ်းတကျအာဏာလွှဲပြောင်းရေးကိုသာလိုလားနေကြတာဖြစ်ပါတယ်။နိုင်ငံတကာကတော့လိုလားနေတဲ့ရွေးကောက်ပွဲကိုစန့်ကျင်နေသူတွေဟာတိုင်းပြည်တည်ငြိမ်မှာကိုမလိုလားသူတွေလို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတော်ကပြည်သူတွေအလိုလားဆုံးဖြစ်တဲ့ငြိမ်းချမ်းရေးကိုရွေးကောက်ပွဲကသာပေးနိုင်မှာဖြစ်ပါတယ်။ရွေးကောက်ပွဲပြီးနောက်ပေါ်ပေါက်လာမဲ့လွှတ်တော်နဲ့အစိုးရသစ်ဟာNCA အပြည့်အစာချုပ်ကိုပြန်လည်အသက်သွင်းပြီးလက်နက်ကင်ပဋိပက္ခတွေကိုစပွဲဝိုင်းပေါ်မှာအပြေရှာနိုင်မဲ့အခွင့်အရေးကိုဖန်တီးပေးမှာဖြစ်ပါတယ်။ဒီလမ်းကိုပိတ်ဆို့နေခြင်းဟာပြည်သူတွေရဲ့ငြိမ်းချမ်းရေးမျှော်လင့်ချက်ကိုဖျက်ဆီးနေတာနဲ့အတူတူပါပဲ။ပိုပြီးထူးခြားတဲ့ချက်ကတော့ရွေးကောက်ပွဲလမ်းကြောင်းကနေတဆင့်နိုင်ငံရေးအကြက်တဲတွေကိုဖြေလျှော့နိုင်မှာဖြစ်တယ်လို့အစိုးရသစ်လက်ထက်မှာဖန်ဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပါပြန်လည်လွှတ်ပေးနိုင်ခြင်းရှိနေပါတယ်။ဒါဟာတိုင်းပြည်အတွက်အလွန်အရေးကြီးတဲ့အမျိုးသားပြည်လဲတည်မြဲရေးခြေလှမ်းတစ်ခုဖြစ်လာပါလိမ့်မယ်။အပြောင်းလဲကိုအမှန်တကယ်လိုလားတယ်ဆိုရင်တော့ဒီအခွင့်အရေးကိုလက်လွတ်မခံသင့်ပါဘူး။ခုချိန်မှာတိုင်းပြည်ရဲ့မျက်နှာကိုကြည့်ပြီးပြည်သူတွေအနေနဲ့မိမိတို့ရဲ့မဲပေးပိုင်ခွင့်ကိုအသုံးချဖို့လိုအပ်နေပြီဖြစ်ပါတယ်။မိမိတို့ရဲ့မဲတပြားဟာစစ်မီးတွေငြိမ်းအေးစေဖို့နိုင်ငံရေးအကျဉ်းသားတွေမိသားစုနဲ့ပြန်ဆုံနိုင်ဖို့နဲ့တိုင်းပြည်တာယာဝပြောဖို့အတွက်အဆုံးဖြတ်ပေးမဲ့အင်အားတစ်ခုဖြစ်လာမှာပါ။ရွေးကောက်ပွဲကိုစိုက်ကြည့်ပြီးဘာမှမလုပ်ဘဲထိုင်ကြည့်နေသူတွေဟာတိုင်းပြည်ရဲ့ဒုက္ခတွေကိုဆက်ပြီးရှေ့ကြောင်းအားပေးနေသူတွေသာဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်အပေါ်မှာလူမှုကွန်ရက်ပေါ်မှာတော့အမြင်အမျိုးမျိုးနဲ့အခြေအတင်ညှင်းခုန်မှုတွေရှိနေစေဖြစ်ပါတယ်။ရွေးကောက်ပွဲကတကယ်ပဲအပြောင်းလဲကိုဖော်ဆောင်နိုင်မလားဆိုတဲ့တန်တရားတွေရှိနေပေမဲ့လက်တွေ့ကျကျစဉ်းစားရင်တော့ဒီထက်ကောင်းတဲ့ထွက်ပေါက်မရှိသေးတာကိုအားလုံးကသတိပြုမိဖို့လိုပါတယ်။အခုချိန်မှာရွေးကောက်ပွဲကိုစိတ်ကျင်နေတာဟာတိုင်းပြည်ရဲ့အနာဂတ်ကိုဖျက်ဆီးနေတာဖြစ်လို့အမားကိုအမှန်ပြင်ကြဖို့အချိန်တန်ပြီဖြစ်ပါတယ်။ဒီကုန်းချုပ်ရရင်တိုင်းပြည်နယ်ပြည်သူတွေရဲ့အနာဂတ်အတွက်ရွေးကောက်ပွဲဟာမရှိမဖြစ်လိုအပ်တဲ့နိုင်ငံရေးလမ်းစာတစ်ခုဖြစ်ပါတယ်။အမုန်းတရားတွေကိုဘေးဖယ်ပြီးတိုင်းပြည်တည်ငြိမ်ရေးကိုရှေ့ရှုကာအပြေရှာကြဖို့အချိန်တန်ပြီလို့တိုက်တွန်းချင်ပါတယ်။ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့မိုးနက်မင်းသတင်းဆောင်ကနေနောက်ဆုံးရရှိထားတဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုသတင်းနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေရေးခဲ့ကြဖို့နဲ့နောက်ထပ်သတင်းထူးသတင်းဦးတွေလည်းဆက်နားထောင်ဖို့ဖိတ်ခေါ်ပါတယ်နော်ကျမကတော့ထပ်တီတီပါ